မင်္ဂလာပါညီမလေးသူမြတ်မွေဟိုပါပေါ့နော်ညီမလေးဒီနေ့ဘွဲယူတဲ့နေ့ပေါ့နော်21ရက်12လ21ရက်ဒီဇင်ဘာ2025ပေါ့နော်ဒီဘွဲယူတဲ့အခမ်းအနားမှာအကိုတို့ကဒီညီမလေးဘွဲယူရတဲ့အတွက်ပေါ့နော်ညီမလေးဘွဲယူရတဲ့အတွက်တဲ့ညီမလေးကိုပေါ့နော် surprise လေးလုပ်ပေးပါဆိုပြီးတော့ပြောထားတဲ့လူတွေရှိတယ်ပေါ့လေပြောထားတဲ့လူတွေရှိတဲ့အတွက်ကြောင့်အကိုတို့ကရောက်လာပြီးတော့လုပ်ပေးရတာပါအဲ့တော့အခုပထမဆုံးအနေနဲ့ပေါ့နော်ညီမလေးအနေနဲ့ဒီအခုလိုမျိုး surprise တိုက်တဲ့ဟာကိုဘယ်သူကလုပ်ပေးတယ်လို့များထင်လဲခင်ဗျာဟုတ်ညီမတွေပဲနေမှာပေါ့ခင်ဗျာဘယ်သူလို့ထင်ပါလဲညီမတွေပဲနေမှာပေါ့ညီမတွေပဲနေမှာပေါ့ညီမတွေဆိုရင်နာမည်လေးနဲ့တစ်ချက်လောက်ပြောပေးလို့ရမလားခင်ဗျာဘယ်ညီမလေးတွေလဲပေါ့နော်ဟုတ်ညီမပြောပြပေးပါလားနာမည်လေးနဲ့ပြောပြရအောင်ဘယ်သူဖြစ်နိုင်လဲသူတို့ပဲနေမှာပေါ့ဟုတ်ညီမတွေလို့ထင်တယ်ပေါ့လေဟုတ်ပြီအဲ့ဆိုရင်အခုပြပြပေးမယ်နော်ပို့ပေးရဲ့ຫນွေရဲ့နာမည်အားကြတော့ပထမဆုံးပေါ့နော်ပထမဆုံးဦးအောင်ကျော်စောဟုတ်ဦးအောင်ကျော်စောဒုတိယကြတော့မကြီးချိုနိုင်တဲ့ပြီးတော့မနှင်းယူဝေတဲ့ပြီးတော့မောင်စရာမင်းကျော်တဲ့ဟုတ်အဲ့လေးယောက်ကပို့ပေးတာပါခင်ဗျာဟုတ်ပြီးတော့ပေါ့နော်အခုလိုမျိုးဒီငွေသားပန်းစည်းလေးကိုပေါ့နော်လက်ခံရရှိတဲ့အနေနဲ့ညီမလေးအနေနဲ့ရောဘယ်လိုမျိုးခံစားရပါလဲခင်ဗျာမထင်တော့ဘူးလေအဲ့လိုမျိုးရမထင်တော့ဘူးပြောပြတတ်တော့ဟုတ်ပြောရလားခင်ဗျဟုတ်ပြောပါရဲ့ဟုတ်ကဲ့ပါဟိုပါပေါ့နော်သူတို့တွေအားလုံးကလည်းညီမလေးရဲ့ဒီအောင်မြင်မှုအတွက်ကိုတဲ့ပျော်ပါတယ်တဲ့ဂုဏ်လည်းယူပါတယ်ပေါ့နော်အဲ့လိုမျိုးပြောထားပါတယ်ခင်ဗျာဟုတ်ပြီးတော့အမှားစကားလေးလည်းပါခိုင်းထားပါသေးတယ်ညီမလေးရဲ့အခုလိုတဲ့ဘွဲယူတယ်တဲ့အောင်မြင်မှုကိုတဲ့မိသားစုကတဲ့ဂုဏ်ပြုပါတယ်တဲ့ဂုဏ်လည်းယူပါတယ်တဲ့မိသားစုဂုဏ်လူယူလို့ရအောင်တဲ့စ조사ပေးခဲ့တဲ့အတွက်လည်းတဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့လည်းပြောထားပါတယ်ပြီးတော့နှောင်လဲတဲ့မိသားစုအားကိုဂုဏ်ယူရတဲ့သမီးအလိမ္မာလေးဖြစ်ပါစေလို့လည်းပြောထားပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့အခုအဲ့ဒါဆိုရပါတော့အခုတို့ဒီကင်းချော်မုတ်တိုက်ဝိုင်းတော်သားတွေကလည်းပေါ့နော်ထပ်လောင်းပြီးတော့ညီမလေးအတွက်ပေါ့နော်စွမွန်ကောင်းလေးတွေထပ်ပြီးတော့တောင်းမရပါစေခင်ဗျညီမလေးပေါ့နော်အခုလိုမျိုးအောင်မြင်ညီမလေးရဲ့ဘဝတစ်လျှောက်လုံးမှာပေါ့နော်အခုလိုမျိုးအောင်မြင်မှုမျိုးများစွာပေါ့နော်ရရှိခံစားပိုင်ဆိုင်နိုင်ပါစေပြီးတော့မိသားစုကနောက်မှာလို့ပေါ့နော်ဟိုမိသားစုကဆူတောင်းပေးထားတဲ့အတိုင်းပဲမိသားစုအားကိုးရတယ်ပေါ့နော်သမီးလိမ္မာလေးတစ်ယောက်ပေါ့နော်အားကိုးရတဲ့သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါစေဆိုပြီးတော့လည်းအကိုတို့ကင်းချော်မုတ်တိုက်ဝိုင်းတော်သားတွေကလည်းဆူတောင်းပေးပါစေနော်